မင်္ဂလာပါခင်ဗျာဒါအွန်လိုင်းကညီလေးအတွက်ကိုကျွန်တော် live video လေးပေါ့နော်ပြပေးထားတာပါခင်ဗျာအတန်ခွဲစနစ်လေးမေးဟိုက်လေးပါမယ်အောက်ကဘစ်တန်အတွက်ပေါ့နော်ဆက်ဥပါမယ်ပရီမိုက်ဆာပါမယ်ခင်ဗျာဒီကောကွန်ဆန် CAD 9000 made in Thailand မှာကျွန်တော်တို့8,900နဲ့9000မှာဒီမိုက်ဆာလေးက3,600မှာဒီအတန်ခွဲစနစ်ဆက်ဥပါကကြတော့3,49000မှာမေးဟိုက်က3,49000မှာကျွန်တော်ဒါလေးက AEC 8ကကြတော့ကျွန်တော်9,000နဲ့မှ8,000ပါခင်ဗျာအပေါ်12လက်မလေးတစ်စုံကကြတော့ကျွန်တော်ပါရှိပါမယ်ခင်ဗျာ4,200ပါခင်ဗျာဒီ W ကကြတော့ကျွန်တော်တို့ Turbo Speaker ကိုသုံးထားပေးပါတယ်ခင်ဗျာဈေးနှုန်းလို့ပြောရင်တော့ကျွန်တော် Speaker တစ်ဆန်ကို2,2500နဲ့ကိုကျွန်တော်သုံးထားပေးပါတယ်တစ်စုံကို8,400နဲ့9,000ကျပါမယ်ခင်ဗျာ